ဘာယူလဲတရားသဘောနဲ့ပြောမှဆိုရင်အားလုံးကအပေါ်ယံတွေပါပဲကွာတကယ်ကိုတန်ဝေကရကြပါနော်มาตันมาตันกูไปတော်သဘောကောင်းတယ်နော်ရောက်တကယ်ကြီးရောက်တကယ်ကြီးရောက်အမေသဘောကောင်းတယ်ရောက်ဝေါထူးဆန်းလိုက်လားကွာကဲစမ်းသူတို့ဖွဲ့ကတော်တော်လေးမြန်တယ်လို့ပြောကြတယ်ခင်ဗျဘယ်တော့မြန်လဲကြည့်ရအောင်ဟာအခွန်မရှိရတော့ကွာရောက်လေစော်လာတယ်ဖဲဖဲကြောင်းမင်းတို့ကမဟုတ်တော့ဘူးကွာဒါကတော့မိတ်ဆွေတို့အတွက်ပါနော်ပတ်စံနည်းနည်းပဲပြီးပြီးတော့အထောက်ကြီးကြီးလိုချင်တဲ့လူများတော့ What ယို Oh my god wow โอ้တကယ်ကြီးလားဟာตายရနော်တကယ်ကောင်းတယ်ကွာအော်ကလေးရညတော့ကောင်းမအိပ်အောင်လည်းတနာပါOh my god ပေါင်းတင်ဆက်ဆက်ရေးမှာအကောင်ဆုံးဆိုရင်ဒီအကောင်ပဲပြရမှာခင်ဗျာ तू ကတော့ तू နဲ့အမျိုးမတူတဲ့အကောင်နဲ့လည်း तू ကပေါင်းတင်ဆက်ဆက်နေခင်ဗျာလူတွေဆိုရင်လည်း तू ကခင်တယ်ဒါအိမ်မှာလည်းမွေးလို့ရတယ်ခင်ဗျာ तू ကအရန်ခင်တက်တယ်ပေါ့နော် तू ကရေပေါ်မှာလည်းနေတယ်ဟိုကုန်းပေါ်မှာလည်းနေတာပေါ့နော်သူ့ရဲ့အစားအစာကတော့ယုံနေကျွေးသလိုပဲနော်